ညအမှောင်မကျလာခင်ညနေတိုင်းမှာအမျိုးသားဟာသူ့အိမ်ရဲ့တကားနဲ့အဝင်ထွက်အားလုံးကိုတောက်ခတ်လေးရှိတယ်ပြီးတော့သူကအိမ်ပတ်လည်မှာ9 မီတာခန့်တဲ့ကျင်းတချင်းတူးတဲ့အထဲမှာတစ်သားရီစီထည့်တဲ့တက်စီလောင်ချပြီးအိမ်ထဲကိုအမြန်ပြန်ပြေးဝင်သွားခဲ့တယ်။အဲ့ဒီနောက်သူဟာတကားနဲ့တင်းပေါက်တိုင်းကိုအသေးငယ်ဆုံးဟာကွက်လေးတောင်မကြံအောင်လုံခြုံစွာပိတ်ဆို့လိုက်တယ်ဘာလို့လဲဆိုတော့ညမိုးချုပ်သွားပြီးနောက်အပြင်ထွက်တာဟာလူသားတွေအတွက်အလွန်အန္တရာယ်များလို့ပဲဖြစ်တယ်။ထို့နောက်သူဟာသူ့ရဲ့လက်နက်ကိုကောက်ကင်ပြီးအပြည့်အဝသတိထားလျက်ထိုင်နေခဲ့တယ်။10 မိနစ်တောင်မကြာလိုက်ခင်မှာပဲတစုံတစ်ယောက်ကအိမ်ထဲကိုဖောက်ထွင်းဝင်ရောက်ချင်နေတဲ့အလားတကားကိုကျေလောင်စွာထုနှက်တံတွေစတင်ထွက်ပေါ်လာတယ်။အမျိုးသားဟာချက်ချင်းပဲသူ့တနက်ကိုချိန်ရွယ်လိုက်တယ်။သူပြစ်ခတ်တော့မဲ့အချိန်မှာပဲအပြင်ဘက်ကအရာအလုံးရုတ်တရက်တိတ်ဆိတ်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီနောက်အမိုးပေါ်ကနေထူးဆန်းတဲ့အတန်တွေစတင်ထွက်ပေါ်လာတယ်။သူကအမိုးကိုဘယ်တော့မှခိုင်ခန့်အောင်မလုပ်ခဲ့ရသေးတာကိုသတိရသွားတယ်။သူကအပေါ်ကိုတနက်နဲ့အချက်ပေါင်းများစွာပြစ်ခတ်လိုက်ပေမဲ့ဘာမှဖြစ်မလာခဲ့ဘူး။နောက်ဆုံးမှာတော့သူကမီးတောက်နေတဲ့မီးတိုင်ကိုဆွဲယူပြီးစီရီလောင်းထားတဲ့ကျင်းထဲကိုပစ်ချလိုက်တဲ့စက္ကန့်ပိုင်းတွင်းမှာပဲမီးတောက်တွေပြန့်နှံ့သွားပြီးတစ်သားတဲ့တစ်ခုလုံးမီးလောင်ကျွမ်းသွားခဲ့တယ်။ဘလို့ပဲဖြစ်ဖြစ်သူကတော့လွတ်မြောက်အောင်ထွက်ပြေးနိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲမိုးတိတ်ထန်စွာရွာသွန်းလာခဲ့တယ်။သူဟာတညလုံးပင်လယ်ကမ်းစပ်မှာအေးခဲပြီးထိတ်လန့်ကြောက်ရွံ့စွာနဲ့အချိန်ကုန်ဆုံးခဲ့ရတယ်။နောက်တနေ့မနက်မှာတော့သူ့ရဲ့တဲလေးမြေကြီးနဲ့တပြေးညီမီးလောင်ပြကျသွားတာကိုသူတွေ့လိုက်ရတယ်။အခုတော့သူ့မှာတောင်ကုန်းပေါ်ကမီးပြတိုက်စီကိုတွားဖို့ကလွဲပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူး။သူရောက်ချင်းမှာပဲကြောက်မက်ဖွယ်ကောင်းတဲ့တရဝါတစ်ကောင်ကသူ့ရှေ့မှာပေါ်လာခဲ့တယ်။သူတနက်မောင်းဖြုတ်တော့မဲ့အချိန်မှာပဲမီးပြတိုက်မှာနေတဲ့ George ကဝင်တားခဲ့တယ်။သူကဒါငါတို့ရန်သူမဟုတ်ဘူးမဟာမိတ်ပဲလို့ပြောခဲ့တယ်။ George ကသူတို့နှစ်ယောက်လုံးကိုမီးပြတိုက်ထဲခေါ်သွားခဲ့တယ်။ထူးဆန်းတဲ့တရဝါကအမျိုးသားရဲ့ဒဏ်ရာတွေကိုဖြင်းချင်းစွာထိတွေ့လိုက်တယ်။အံ့ဩစရာကောင်းလောက်အောင်ပဲသူ့ရဲ့နာကျင်မှုတွေကချက်ချင်းပျောက်ကွယ်သွားခဲ့တယ်။အဲ့ဒီအချိန်ကစပြီးသူဟာထိုတရဝါကိုစတင်ယုံကြည်လာခဲ့တယ်။ George ကဒီတရဝါတွေဟာနေအောင်ကြီးကိုလုံးဝမခံနိုင်ဘူးလို့ရှင်းပြခဲ့တယ်။ဒါကြောင့်သူတို့တွေဟာနေဘက်မှာပြင်ဆင်ကြပြီးညဘက်ရောက်ရင်လက်နက်တွေကင်ဆောင်ကတခြားဘီလူတွေကိုတိုက်ခိုက်ကြတယ်။တညမှာတော့မရေမတွက်နိုင်တဲ့ဘီလူတွေကမီးပြတိုက်ကိုအရက်မျက်နှာစုံကနေဝန်းရံထားတာကိုသူတို့တွေ့လိုက်ရတဲ့အမျိုးသားဟာကြောက်လန့်တကြားနဲ့အထဲကိုချက်ချင်းပြေးဝင်သွားပြီးမဲ့ George ကတော့အပြင်မှာတယောက်တည်းရက်နေခဲ့တယ်။ခဏအကြာမှာ George ဟာဒေါသတကြီးနဲ့အထဲကိုဝင်လာခဲ့တယ်။သူကမင်းကြောက်ပြီးနောက်တစ်ခါထပ်ပုံးနေမယ်ဆိုရင်မင်းကိုငါကိုယ်တိုင်အပြင်ကိုဆွဲထုတ်သွားမယ်လို့ပြောခဲ့တယ်။နောက်တစ်ချိန်မှာတော့အမျိုးသားဟာတက်တီမွေးပြီးအပြင်ကိုထွက်လာခဲ့တယ်။ဒါပေမဲ့ရုတ်တရက် George ကအထဲပြန်ဝင်သွားပြီးသူ့ကိုတယောက်တည်းထားခဲ့တယ်။တခုခုမာရွနေပြီဆိုတာကိုသူချက်ချင်းသဘောပေါက်သွားတယ်။သူကတကားကိုအဆက်မပြတ်ထုနေခဲ့ပေမဲ့ဘယ်သူမှလာမဖွင့်ပေးခဲ့ဘူး။တကယ်တော့ George ကသူ့ကိုဝင်တော့ဝင်ဖို့တခုလို့မြင်ပြီးဘီလူးတွေကိုသူ့အားဖမ်းခေါ်သွားစေချင်ခဲ့တာဖြစ်တယ်။ဒါပေမဲ့နောက်တနေ့မနက် George တကားဖွင့်လိုက်ချိန်မှာတော့အမျိုးသားကအသက်ရှင်လျက်ရှိနေသေးတာကိုတွေ့ပြီးသူအယမ်းအံ့ဩသွားခဲ့တယ်။အမျိုးသားဟာညတညလုံးဘီလူးတွေကိုတယောက်တည်းတိုက်ခိုက်ခဲ့တာဖြစ်တယ်။အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာမိတ်ဆွေစစ်တွေဖြစ်လာကြပြီးဘီလူးတွေကိုရှင်တွဲတိုက်ခိုက်ခဲ့ကြတဲ့အချိန်တွေကုန်လွန်လာပြီးဘီလူးတွေနောက်ထပ်လာမတိုက်ခိုက်ကြတော့ဘူး။သူတို့နှစ်ယောက်လုံးအန္တရာယ်တွေအပြီးတိုင်ကင်းဝေးသွားပြီလို့ယုံကြည်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာအမျိုးသားစီကိုဒုက္ခတစ်ခုထပ်မံဆက်ရောက်လာပြန်တယ်။ဒီတစ်ချိန်မှာတော့သူဟာအခုချိန်ထိလူတိုင်းကိုလှုပ်ဝက်ထားခဲ့တဲ့သူ့ရဲ့နောက်ဆုံးနည်းလမ်းဖြစ်တဲ့လှုပ်ဝက်စွမ်းအားကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။